အိမ်မှာတရေတစေရှိနေတယ်ဆိုရင်တိတာစေတဲ့အချက်တွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်။တလိษံလေးတွေအကြောင်းမဲ့မှန်ပြီးချင်းသင်အိမ်ရခွေဒါမှမဟုတ်ကြောင်းလေးတွေကအခန်းတစ်ခုတည်းကိုပဲကြည့်ပြီးတော့အကြောင်းမဲ့ထိုးဟောင်ခြင်းမှန်ပြီးချင်းတွေပြုလုပ်လာပြီဆိုရင်သူတို့ကသင်မမြင်နိုင်တဲ့အရာတစ်ခုခုကိုမြင်နေရပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။နံပါတ်2တနေရာထဲမှာပဲကွက်ပြီးတော့အေးစိတ်နေခြင်းရုတ်တရက်ကြီးချမ်းစိမ်သွားတာမျိုးဆိုရင်အနီးအနားမှာတရေတစေရှိနေလို့လည်းဖြစ်နိုင်ပါတယ်။နံပါတ်3စူညံတန်များတကားခောက်တန်ကုတ်ချစ်တန်တရုံထုထန်တွေကြားနေရပြီးတော့မှလှုပ်တဲ့လူကိုရှာမတွေ့ဘူးဒါမှမဟုတ်အိမ်ထဲမှာလည်းတခြားလူမရှိဘဲနဲ့ဒီလိုအတန်တွေကြားနေရတဲ့ဆိုရင်ဒါကတရေတစေလည်းဖြစ်နိုင်ပါတယ်နံပါတ်4ပစ္စည်းတွေကိုကိုထားတဲ့နေရာမှာပြန်ရှာမတွေ့တော့ဘဲနဲ့နောက်မှတခြားတနေရာကနေပြန်ပြီးတော့မှရှာတွေ့တယ်ဆိုရင်တဦးတစ်ယောက်ကယူသွားတာဖြစ်နိုင်ပါတယ်သင်အိမ်မှာအဲ့ဒီလိုယူမဲ့လူမရှိဘူးဆိုရင်တော့အဖြစ်ရရှင်းနေပါပြီနံပါတ်5လူမရှိဘဲတကားတွေပိတ်သွားခြင်းဒီလိုအဖြစ်မျိုးကိုကိုယ်တိုင်မြင်တွေ့ရတာရှားပါတယ်ဒါပေမဲ့တကားပိတ်တန်ကြားရပြီးတွားကြည့်လိုက်တဲ့အခါမှာဖွင့်ထားခဲ့တဲ့တကားကသူ့အလိုလိုပိတ်သွားတာမျိုးတော့လူတော်တော်များများကြုံတွေ့ဖူးကြတယ်လို့ဆိုပါတယ်။နံပါတ်6မီးတွေအလိုလိုဖွင့်ခြင်းပိတ်ခြင်းဒါကတင်းရဲ့ရှိမှဖွင့်တာပိတ်တာမျိုးတော့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့မီးကိုဖွင့်ပြီးတော့မှထားခဲ့တယ်ပြန်ဝင်လာတဲ့အချိန်မှာမီးကပိတ်နေတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။နံပါတ်9တရားရောက်ကကြည်နေတယ်လို့ခံစားရခြင်းအထူးသဖြင့်အိမ်ရဲ့တနေရာရာကိုရောက်တဲ့အချိန်မှာတရားရောက်ကကြည်နေတယ်လို့ခံစားရတယ်ဆိုရင်ဒါကလည်းသေချာနေပါပြီ။နံပါတ်10ကျမ်းပြင်နေရန်နဲ့ပရိဘောဂပစ္စည်းတွေမှာအစွန်းအထင်းတွေတွေ့ခြင်းဘယ်ဘလို့ရောက်လာမှမသိဘဲနဲ့တွေ့ရတဲ့အမှတ်အသားခြေရလက်ရနဲ့လက်ရည်လိုဆေးကွက်တွေကိုတရေချောက်တဲ့အိမ်တွေမှာမြင်တွေ့ရတတ်ပါတယ်။နံပါတ်9ထူးဆန်းတဲ့အရေးတွေတရေရှိတဲ့အိမ်တွေမှာသင်ရဲ့မျက်လုံးတောင်းကနေအမဲရောင်အရေးလိုမျိုးရိတ်ခနဲတွေ့လိုက်ရတာမျိုးလည်းဖြစ်တတ်ပါတယ်။နံပါတ်10ကလေးငယ်တွေကလူမရှိဘဲစကားပြောနေပြီဆိုရင်တရေတစေတွေဝိညာဉ်တွေနဲ့ပြောနေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။နံပါတ်7မသေးမကွဲအတန်တွေဒါမှမဟုတ်ဂီတအတန်တွေကြားနေရတဲ့ဆိုရင်သင်ရဲ့အိမ်ထဲဝိညာဉ်တွေဝင်လာပြီးသင်နဲ့ဆက်သွယ်ဖို့ကြိုးစားနေတာလည်းဖြစ်နိုင်ပါတယ်